ကျမ်းမစစ်တဲ့ရဲ့အသေးခံဒရုန်းတွေကြောင့်ညောင်မြို့နယ်နဘက်ကျွေးရွာနီးလောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းညောင်မြို့နယ်နဘက်ကျွေးရွာကိုနောက်မြောက်တိုင်းစစ်ဌာနချုပ်တက်အသေးခံဒရုန်းတွေတိုက်ခိုက်လို့ပြည်သူနေအိမ်တွေနီးလောင်ပျက်စီးတယ်လို့ညောင်သတင်းမှန်ပြန်ကြားရေးနဲ့ကိုနေဦးမြောင်ကအသိပေးပါတယ်။ကျမ်းမစစ်တဲ့အသေးခံဒရုန်း၄စီးကနဘက်ကျွေးရွာကိုမနေ့စွန်25ရက်နေ့ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ထွက်ပေါ်လာတဲ့ရုပ်သံမှတ်တမ်းတွေအရနဘက်ကျွေးရွာကပြည်သူနေအိမ်တွေဟာမီးလောင်ပျက်စီးနေတာကိုတွေ့ရပါတယ်။ဒီမီးလောင်ပျက်စီးမှုတွေကနောက်နောက်တိုင်းစစ်ဌာနချုပ်တက်အသေးခံဒရုန်းတွေကြောင့်လို့ညောင်သတင်းမှန်ပြန်ကြားရေးလူမှုကွန်ရက်စာမျက်နှာကဖော်ပြပါတယ်။အနာသိန်းအကြမ်းဖက်စစ်တပ်ခေါင်းဆောင်မြောက်နိုင်ဦးဆောင်တဲ့6နှစ်တာကာလမှာညောင်မြို့နယ်နဘက်ကျွေးရွာကလေကြောင်းတိုက်ခိုက်မှုအပါအဝင်မြေရှုဖြန့်စည်းခံရတာတွေရှိတယ်လို့ညောင်သတင်းမှန်ပြန်ကြားရေးကပြောပါတယ်။နဘက်ကျွေးရွာကပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီ17ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့မြေရှုဖြန့်စည်းတာကိုခံခဲ့ရပြီးဒီနှစ်ဧပြီ4ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မျိုးသမီးတဦးကတေဆုံးပြီးမျိုးသားတဦးကထိခိုက်ခဲ့ပါတယ်။ဒီတာဖော်မြန်မာရဲ့ထုတ်ပြန်ချက်အရစစ်အာဏာသိမ်းထားတဲ့9နှစ်ကျော်ကာလအတွင်းမှာမြန်မာနိုင်ငံအနှံ့ရသားနေအိမ်ပေါင်း3,25,328လုံးကပျက်စီးဆုံးရှုံးခဲ့ရပါတယ်